ယုံနိုင်စရာမရှိအောင်ရက်ဆက်လုံးနဲ့လောက်ရက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။မိခင်ဖြစ်သူကသမီးဖြစ်သူရဲ့ခါးရိုးကိုချိုးပစ်လိုက်ပြီးဘာအပြစ်ရှိစိမ့်မှမရှိပဲသူမကိုအသက်ရှိတဲ့အယုတ် living mannequin တရုပ်အဖြစ်ပြောင်းလဲပစ်ခဲ့တာပါ။အခုဆိုရင်သူမဟာတော့လေးလဲ့ပေးမှကခုံတက်တဲ့အယုတ်လေးတရုပ်ဖြစ်နေခဲ့ရတာပေါ့။10နှစ်ကြာပြီးနောက်မှာတော့လူတစုဟာအဲ့ဒီအယုတ်ရှိရာစီကိုရောက်လာကြပါတယ်။ဝီလီယမ်ကဖုံးအုပ်ထားတဲ့အဖြူရောင်ဇာပူဝါကိုဖယ်ရှားလိုက်တဲ့အခါမှာတော့တတိပေးချက်တွေကတ်ထားတဲ့အယုတ်မားလေးကိုတွေ့လိုက်ရပါတယ်။အချိန်တွေကြာခဲ့ပေမဲ့သူမဟာလူငယ်လေးတစ်ယောက်လိုနှုတ်ပြိုနေသေးပါပဲ။အဲ့ဒီနောက်လူစီကအယုတ်ရဲ့ကြောကုန်းမှာတော့ကိုထည့်ပြီးလိမ့်လိုက်တဲ့အခါအယုတ်မားလေးဟာစက်ရုပ်တစ်ရုပ်လိုစတင်ကခုံပါတော့တယ်။အယုတ်မားလေးရဲ့ကခုံမှုဟာတခြားသူရဲ့ခံစားချက်ကိုထိတွေ့သွားတဲ့အခါမှာတော့ကခုံမှုကရပ်တန့်သွားပြီးသူမဟာပတ်ဝန်းကျင်ကိုစတင်အာရုံခံနိုင်လာပါတယ်။ရုတ်တရက်ဆိုသလိုအယုတ်မားလေးဟာလူစီရဲ့လေပင်ကိုအတင်းဝင်ညစ်ပါတော့တယ်။ဒါပေမဲ့လူစီကအားတန်တာကြောင့်သူမကိုပြန်တွန်းထုတ်နိုင်ခဲ့ပါတယ်။လူစီဟာအယုတ်မားလေးအန်နာရဲ့မျက်လုံးမှာချုပ်ထားတဲ့အချီညင်တွေကိုဖျက်ပေးလိုက်တဲ့အခါမှာတော့အန်နာဟာအမြင်အာရုံနဲ့တတိတရားတွေကိုပြန်လည်ရရှိသွားပါတော့တယ်။နောက်ဆုံးမှာတော့လူစီဟာအန်နာကိုခေါ်ဆောင်သွားပြီးရက်ဆက်တဲ့ချုံနှောင်မှုတွေကြားကနေလွတ်လပ်တဲ့ကမ္ဘာသစ်စီကိုပို့ဆောင်ပေးခဲ့ပါတယ်